မင်းအွန်လိုင်းမရှိတဲ့အချိန်မြောင်နိုင်ငံမှာဖြစ်သွားတဲ့ကိစ္စတွေကတော့လူပြောစရာဖြစ်နေပါပြီအခုချိန်မှာမင်းအွန်လိုင်းတို့ရဲ့တက်တွင်တဲ့ကဒါအင်မတန်မှအရေးကြီးတဲ့ဒါထောက်ပို့လင်းကြီးเนาะကျွန်တော်တို့ပောက်ကွဲမှုဖြစ်သွားတဲ့သတင်းကတော့ဒါသတင်းမီဒီယာတွေမှာဖော်ပြနေကြပြီးသားဟာတရိုတန်းရိုဖြစ်တာမျိုးမဟုတ်ဘဲနဲ့တက်တွင်သစ္စာဖောက်မှုလို့ဒါပြောဆိုနေကြရဖြစ်တယ်ပေါ့နော်ဆိုတော့မင်းအွန်လိုင်းကဒါအစိုးရကျွန်တော်တို့ဒီဂျမ်ဖို့ပါတီကိုအနိုင်ပေးလိုက်ပြီးတော့သူကိုရင်ကသမရကြီးတက်လုတ်လိုက်တယ်ပေါ့နော်တက်လုတ်လိုက်တယ်ဆိုပေမဲ့သူကဒီတက်ချုပ်ရထုကိုရေဝင်ဥကိုပေးတယ်ပေါ့နော်ရေဝင်ဥကိုပေးတဲ့အချိန်မှာเนาะအစားတုန်းကကျွန်တော်တို့ဆိုဝင်နဲ့မင်းအွန်လိုင်းကိုဒါတွေးခွဲနေကြသလိုပဲပေါ့လေရေဝင်ဦးနဲ့တွေးခွဲဖို့စူးစမ်းကြပါမယ်ရေဝင်ဦးဆိုတာကမင်းအွန်လိုင်းအတွက်เนาะအင်ဆောင်ခွေးပမာပဲပေါ့နော်သူဘာသူဘာလှုပ်ခိုင်းသည်ပဲဖြစ်စေဘာပဲလှုပ်ခိုင်းเนาะဒါရေဝင်ဦးဟာမင်းအွန်လိုင်းအတွက်ဘာမဆိုပေါ့ဗျာလှုပ်ပေးနေရပဲဖြစ်ပါတယ်ဒါကခုနေ့ကမင်းအွန်လိုင်းကဒါရုရှားနိုင်ငံကိုထွက်ခွာဖို့လုပ်နေတဲ့အချိန်မှာเนาะရေဝင်ဦးတို့เนาะဂျမ်ဖို့ပါတီဥက္ကဋ္ဌကြီးဖြစ်တဲ့ဦးခင်တို့ကလေစိတ်ကိုသွားရောက်ပို့ဆောင်တဲ့အခါမှာရေဝင်ဦးရဲ့လောက်ရကအနောက်နိုင်ငံလုံးဝပြည်သူတွေကအော်စေခဲ့တာဖြစ်တယ်ပေါ့နော်ရေဝင်ဦးရဲ့အရှိန်ဝါကလုံးဝကိုဘာတစ်ခုမှမထွက်လာပဲနဲ့တန်မှန်ပြားသေးရမလားအောက်ခြေကစစ်သားတယောက်ကနော်ဘိုလ်ချုပ်ဘူးမှုကြီးကိုနော်ကိုအထက်ကအရာရှိကိုဦးညွတ်နေရသလိုမျိုးကြီးသေးရမလားဦးညွတ်လိုက်ပြီးတော့မင်းအွန်လိုင်းရဲ့ဒါရုရှားနိုင်ငံခီးစဉ်ကိုပို့ဆောင်ပေးနေရဖြစ်တဲ့အတွက်ဒါအများသူကပြောဆိုနေကြသလိုမျိုးဟလာကြမ်းခံရေးပါတီနဲ့မင်းအွန်လိုင်းကမတည့်ဘူးကြံခံရေးပါတီကအခုဆိုရင်မြပြေလုံးချုပ်เนาะကျွန်တော်တို့အစည်းအဝေးခေါ်မှာဖြစ်ပြီးတော့ဒါမင်းအွန်လိုင်းစိတ်ကြိုက်ပေါ့လေဒါစီမင်းစီကံဥပဒေเนาะဂျမ်ဖို့ပါတီရဲ့เนาะစီမင်းစီကံတွေအကုန်လုံးပြန်လည်ပြုပြင်သွားမှာဖြစ်တယ်ဒါကြောင့်မလို့အခုလိုပြုပြင်ခြင်းအဖြစ်ဂျမ်ဖို့ပါတီမှာမင်းအွန်လိုင်းကိုစန့်ကျင်ခြင်းနေကြရဲเนาะဒါကျွန်တော်တို့เนาะအရာရှိတွေမူးမတ်တွေเนาะကျွန်တော်တို့လွတ်တော်အမတ်တွေအကုန်လုံးဒါကျွန်တော်ပြုတ်ကြမှာပဲဖြစ်ပါတယ်เนาะဆိုတော့အလုံးပြည်သူတွေပြောဆိုနေကြရဲဒါရေဝင်ဦးတို့เนาะဒါဦးခင်တို့ကမင်းအွန်လိုင်းကိုစန့်ကျင်မယ်ဆိုတဲ့စကားလုံးကတော့လုံးဝမဟုတ်မမှန်တဲ့စကားလုံးဖြစ်ချောင်းကိုလည်းအတည်ပြုပြရစီဗျာဆိုတော့လောလောဆယ်မှာနော်အခုလိုမျိုးထောက်ပို့လင်းကြီးဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းမင်းအွန်လိုင်းတို့ကစုံစမ်းနေရဖြစ်ပြီးတော့တက်တွင်းထဲမှာလည်းသဘောထားကွဲလွဲမှုတွေရှိနေတာအခုလိုမျိုးခဏနော်အရင်နှစ်ကလည်းဒါကျွန်တော်အလုံးသိကြပါတယ်ဟဲ့လားသစ္စာဖောက်မှုတွေကတော့နေ့တိုင်းကိုရှိစီမြဲပဲနော်စီရင်ဝင်တဲ့သူတွေဒါပေမဲ့အခုနောက်ပိုင်းမှာတော့တော်တော်လေးကိုဒါနဲလာတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့မင်းအွန်လိုင်းကရုရှားနိုင်ငံတရုတ်နိုင်ငံအိန္ဒိယနိုင်ငံရဲ့နော်ကျွန်တော်ထောက်ပို့တွေရနေရဖြစ်ပြီးအခုချိန်မှာလည်းရုရှားနိုင်ငံကိုရောက်ရှိနေကနော်သူတို့အင်မတန်မှလိုအပ်တဲ့ဒီလေယာဉ်နဲ့ပတ်သက်တဲ့အစိပ်ပိုင်းတွေကိုသူတို့သွားယူလိုက်ပြီးပဲဖြစ်ပါတယ်ဆိုတော့မင်းအွန်လိုင်းရဲ့အတွက်ကအင်မတန်မှဒါ2026ကတော့ဘယ်လိုပြောရမလဲသူအတွက်ဒါအောင်ပွဲနှစ်လိုပဲကျွန်တော်အနေနဲ့ပြောရမှာပေါ့နော်ဆိုတော့လေဘယ်လိုတွေလာမလဲတော့ဒီကြတော့ဘယ်ကောင်မှမသိသေးပဲမဲ့လေမင်းအွန်လိုင်းအတွက်ကတော့အခုချိန်မှာနိုင်ငံတကာကိုလှည့်ပတ်ပြီးတော့မချခင်မှာလေကမ်ဘောဒီးယားနိုင်ငံကိုသွားမယ်နော်ကျွန်တော်တို့ဘီယန်နိုင်ငံနဲ့လည်းသူအခြေဆက်တွေအကုန်လုံးရယူထားပြီပေါ့နော်သူကရင်ကပြောတယ်အာဆီယံနိုင်ငံတွေကသူ့ကိုမချစ်ဘူးသူ့ကိုမထောက်ခံဘူးဆိုတော့မယုံဘူးပေါ့လေသူကရင်ကတင်းနီးနော်ကျောင်းဝင်ဆိုတာသူကရင်လုတ်ပြမယ်ဆိုရင်နေထားမျိုးနေမင်းအွန်လိုင်းကဇွဲလုံးလားရှိနဲ့လုတ်ပြနေရပြီဖြစ်ပါတယ်နောက်တစ်ခုကမြန်မာနိုင်ငံမှာကအင်မတန်မှကြောက်ဖို့ကောင်းနေပြီဗျအဲ့ဒါကတော့အခုတလောထပ်ပေါ်လာနေတဲ့ဗီဒီယိုဖိုင်တွေတိုင်းတွေ့မှာပါကြည့်ရတဲ့သူမှကြည့်နော်ဒါအတော်ရည်တယောက်ကိုပေါ့လေလူငယ်လူရွယ်တွေကနော်ကျွန်တော်တောင်းပန်နေကြတဲ့ကနေတားတို့ရေနော်မလုပ်ပါနဲ့ဆိုပြီးတော့တောင်းပန်နေကြတဲ့ကနေဒီကောင်တွေကနော်ကျွန်တော်လဲလီးတက်လိုက်တဲ့အနေထားမျိုးပေါ့ဗျာဆိုတော့အခုလိုမျိုးမြန်မာနိုင်ငံမှာကလေဒါကလေးတွေရဲ့မိဘတွေကအင်မတန်မှသတိထားဖို့လိုပြီကျွန်တော်တို့ကလေးတွေကိုဖုန်းပေးမကင်တင်တော့ဘာကြောင့်လဲဆိုတော့မနေ့မိုးလင်းကျွန်တော်တို့เนาะဒါsocial media ကိုဖွင့်လိုက်တာနဲ့ဘယ်နေရာမှာဘယ်လိုလူပဲနှစ်ယောက်သေးတယ်ဒီနေရာမှာကျတော့လူပဲနှစ်ယောက်သေးတယ်ဘယ်လိုမျိုးအသက်ခံလိုက်ရတော့ဟိုမှာဘယ်သူကလူရက်လိုက်ပြီးเนาะအိမ်ကိုဝင်စီပြီးတော့ဓာတ်နဲ့ထိုးတက်ပြီးတော့ဘယ်လိုလုပ်လိုက်ပြီးစိုက်ကယ်လူပြီးတော့ပြက်စီတယ်เนาะကျွန်တော်ဒါနေ့တိုင်းပဲမှုခင်းသတင်းတွေအများနဲ့ကျွန်တော်ကြားရတယ်ဟိုနေရာမှာလူပဲနှစ်၄လောင်းပြိုင်เนาะ၃လောင်းပြိုင်၂လောင်းပြိုင်နဲ့နေ့တိုင်းကိုရက်ဆက်နေရပဲသိမလားစစ်ကောင်စီတပ်ပဲနေရောက် PDF နောက်ကျွန်တော် AA ဖွဲ့ဘယ်လောက် DB KNU ဘယ်လောက် DB နောက်စစ်တပ်ဘယ်လောက် DB ဆိုအဆရှိတဲ့သတင်းတွေပဲ social media ပေါ်မှာကနေတိုင်းကျွန်တော်တို့ဒါလူငယ်လူရွယ်လေးတွေအဖုံးဖွင့်လိုက်တာနဲ့ဒီသတင်းတွေပဲတက်လာတွေကကျွန်တော်တို့အနေနဲ့တွေးလိုက်တာကဒါလူသေးတယ်เนาะတက်တယ်ဖြတ်တယ်ဆိုတာတမ်းမှထမင်းစားရည်တော့ကိစ္စလို့တို့အနေနဲ့အုံနောက်ထဲမှာမှိုင်းကဝင်သွားပြီ
ဒီလိုမျိုးဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့เนาะဟိုအင်မတန်မှလူကြီးမိဘတွေတတိထားဖို့လိုပြီเนาะပြီးဒီခါကျတော့เนาะဒါတက်တော်တို့ဆိုတာလည်းပဲเนาะဘယ်လိုပြောရမလဲ soft ဒါဘယ်လိုပြောရမလဲဗျာပွန်းဝဲပေါ့เนาะဟိုဘယ်လိုပြောမလဲအော်ကအပျော့စားလိုမျိုးပဲပေါ့เนาะဟိုဖင်လှုပ်မယ်ကောင်းလှုပ်မယ်ကျွန်တော်ဆိုရင် kissing တွေเนาะကျွန်တော်ဟိုခန်းတွေပါကျွန်တော်ဒါ TikTok ပေါ်မှာပေါ်ပေါ်ထင်ထင်ကိုဒါเนาะ community guideline တချို့ကเนาะမဖြတ်ချပဲခွင့်ပြုထားတာကိုတွေ့ရတယ်ပေါ့เนาะဆိုတော့လေဘလို့ရအလုပ်လုပ်လည်းမသိတချို့ကနည်းနည်းပါးပါးလေးเนาะစကားလေးကြုံလိုက်တာနဲ့တော့ဖြတ်ချတယ်တစ်တော့တချို့နေရာမှာကျတော့အဲ့လိုမျိုးเนาะကျွန်တော်တို့ဒါပွန်ကားတွေကိုကျွန်တော်တို့ဒါတင်းနိုင်နေဆိုတဲ့အနေအထားမျိုးလေးတွေ့ရပါတယ်တွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုမိဘပြည်သူတွေအနေနဲ့ဒါဟာအခုလိုမျိုးเนาะတတ်တယ်ဖြတ်တယ်ဆိုတဲ့ကိစ္စမျိုးမှာလူငယ်လူရွယ်လေးတွေကိုမိမိရဲ့သားသမီးတွေကိုเนาะဖုန်းကိုလက်လွတ်စပယ်เนาะပေးမသုံးချဖို့အတွက်အင်မတန်မှဒါအရေးကြီးနေပြီပဲဖြစ်ပါတယ်ဒီတိုင်းသာဆက်သွားမယ်ဆိုရင်မြန်မာပြည်ကြီးကအန်ဒီရရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဟိုပြည်သူတွေဟာเนาะဟိုကလေးတွေဟာဒီယာတွေကိုတမန်ကိစ္စလို့ထင်ပုံမူပြီးတော့အနာဂတ်မှာကြောက်စရာကောင်းသွားပြီပေါ့နော်။နောက်ထပ်သတင်းကတော့မြန်မာနိုင်ငံမှာအနုမြူဓာတ်အားပေးစိတ်ဝင်တည်ဆောက်ရေးစီမံကိန်းဟာမြန်မာရုရှားနဲ့နှစ်နိုင်ငံအတွက်အဓိကစီမံကိန်းဖြစ်တယ်လို့ဒါရုရှားသမ္မတပြောကြားလိုက်တာပဲဖြစ်ပါတယ်เนาะဆိုတော့ဟိုအနုမြူဆိုတာအလုံးလေးသိပါတယ်เนาะကျွန်တော် nuclear เนาะဓာတ်အားပေးစိတ်ရုံကျွန်တော်တို့တည်ဆောက်ဖို့အတွက်ရုရှားကဒါကျွန်တော်တို့ဒါခြေဆက်နေရပြီဖြစ်ပါတယ်เนาะမြန်မာနိုင်ငံမှာเนาะကျွန်တော်တို့ဟိုဒီဆောက်ဖို့ကျွန်တော်လှုပ်လာတာခေတ်ဆက်ဆက်ကျွန်တော်တို့เนาะအာဏာရှင်တွေကျူးပန်းနေကြတာလူတိုင်းသိတယ်ဒါမဲ့ဒေါန်ဆန်းစုကြည်ကနောက်သူလက်ထက်ရောက်တဲ့အခါမှာဒီရောက်သူလက်မခံခဲ့တာဖြစ်တယ်ပေါ့เนาะဆိုတော့ nuclear ဓာတ်အားပေးစက်ရုံအနုမြူဒီဆောက်ရင်းထဲမှာမကြခင်မှာကျွန်တော်တို့เนาะဒါနောက်တစ်ဆင့်နေနဲ့ဒါကျွန်တော်တို့ဘာဖြစ်လဲnuclear လက်နဲ့ပိုင်ဆိုင်ဖို့အတွက်เนาะကျွန်တော်တို့ဟိုနောက်ထပ်ခြေလှမ်းကအဲ့ဒါဖြစ်သွားမယ်ပေါ့เนาะဆိုတော့နိုင်ငံတကာရဲ့เนาะဥရောပနိုင်ငံတွေရဲ့မျက်စိချရခံရမယ်မရောက်နိုင်တော့ကဘယ်လိုပဲเนาะကျွန်တော်တို့တွေးဟာဒီဖြစ်စေဒါကဒါเนาะဟိုလျှက်စစ်တွေရမယ်အနုမြူနဲ့ဟလာမျိုးစုံကျွန်တော်တို့အသုံးပြုနိုင်တယ်ဆိုပေမဲ့လည်းမကောင်းတဲ့သူကမကောင်းတဲ့နေရာမှာအသုံးပြုရင်တော့ဒါပြည်သူတွေကိုဒုက္ခကြီးကြီးမားမားပေးနိုင်တဲ့အရာဖြစ်သွားနိုင်တယ်ပေါ့နော်နောက်ထပ်သတင်းကတော့ဒါမကွေးတိုင်းစလင်းမြို့နယ်ကချင်ပြည်နယ်မွန်ညင်းမြို့နယ်เนาะနမတာဒေသမှာစစ်ကောင်စီတပ်နဲ့ရှမ်းနယ်မြို့သားတပ်မတော် SNL တို့ကလူငယ်များကိုအစုလိုက်ပြောင်းလိုက်ပေါ်တာဆွဲဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေကြောင်းဒါဖမ်းဆီးခံလူငယ်များမိဘဆွေမျိုးတွေကပြောလာတယ်ပေါ့နော်ဆိုတော့အပတ်စဉ်ကကျွန်တော်တို့မကြခင်မှာ30ပြည့်တော့မယ်မြောင်းလိုင်ကပြောတယ်သူ့အနေနဲ့ပေါ့နော်ဒီတချို့ရေဝင်းဦးတို့နဲ့တိုင်ပင်ပြီးတော့ဟိုရက်တရာစီမံကိန်းပေါ့နော်ရက်တရာစီမံကိန်းအတွင်းမှာကျွန်တော်အနုနီနီရောအချမ်းနီနေရောတို့ဒီတိုင်းသားလက်နက်ကန်တွေကိုဆွေးနွေးမှုလမ်းကြောင်းမှုခေါ်မယ် PDF တွေကိုအကုန်လုံးတော့ကျွန်တော်တို့အမြင့်ပြအောင်လုပ်မယ်အင်ဂျီကိုဖြတ်သိမ်းနိုင်အောင်လုပ်မယ်ပေါ့နော်ဒါမှမရဘူးဆိုရင်သူ့အနေနဲ့နှစ်နောက်အချိန်ယူမှာဖြစ်ပြီးတော့အဲ့နှစ်မှာမြောင်းနိုင်ငံဝန်နိုင်ငံသစ်ဖြစ်အောင်စ조사မှာဖြစ်ပြီးစစ်မှုထမ်းဥပဒေကိုဆက်လက်ကျင့်သုံးမှာဖြစ်ကြောင်းဖြစ်ပြသားကိုကြီးညာလိုက်တာပဲဖြစ်ပါတယ်ဆိုတော့မြောင်းနိုင်ငံရဲ့အခြေအနေကပုံမဆိုးရဖို့ပဲရှိပါတယ်